ဒီဗီဒီယိုလေးထဲမှာဆိုရင်ကောင်လေးတစ်ယောက်ကစာလောင်နေတဲ့ကလေးလေးဓာရင်ကိုပန်းတီတစ်လုံးလာပေးတာကိုတွေ့ရပါမယ်။ဒါပေမဲ့သူ့အဖေကချက်ချင်းပဲဆွဲယူပြီးသူ့ဘာသာသူစားပစ်လိုက်ပါတယ်။နောက်တော့အမျိုးသားတစ်ယောက်ကငှက်ပြောသီးလာပေးပြန်ပါတယ်။အဲ့ဒီအခါမှာလည်းသူ့ဖေကပဲလူယူစားတော့လိုက်ပြီးတားဖြစ်သူကိုငှက်ပြောခွန်လေးပဲပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲနောက်ထပ်လူတစ်ယောက်ကရေတန့်ဘူးလာပေးပြန်ပါတယ်။တားဖြစ်သူဓာရင်လေးခတ်များအရန်စာလောင်ပြီးရေစာနေပေမဲ့လည်းသူ့ဖေကပဲရေကိုအကုန်မောတောက်လိုက်ပြန်ပါတယ်။ခဏနေတော့တစ်ယောက်ကဓာရင်ကိုပတ်စံလာပေးပါတယ်။အဲ့ဒီအခါမှာလည်းအဖေလို့သူကပတ်စံကိုအမြန်ဆွဲယူပြီးသူ့အိတ်ကက်ထဲထည့်လိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲအမျိုးသမီးတစ်ယောက်ရောက်လာပြီးဓာရင်ကိုပေါင်မုတ်တစ်လုံးပေးပါတယ်။အဲ့ဒီအမျိုးသမီးထွက်သွားချိန်မှာဘာတွေဖြစ်နေလဲဆိုတာကိုသူသတိထားမိသွားပါတယ်။အဖေလို့သူကအရင်လိုပဲပေါင်မုတ်ကိုလူယူပြီးစားပစ်လိုက်လို့ပါပဲ။အခြေအနေမှန်ကိုရိပ်မိသွားတဲ့အမျိုးသမီးဟာသူ့ပတ်စံအိတ်ထဲကငွေတွေထုတ်ပြီးအဖေလို့သူကိုပေးလိုက်ပါတယ်။ပြီးတော့ကလေးကိုသူခေါ်သွားပြီးကောင်းကောင်းမွန်မွန်ထားပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။အဖေလို့သူကလည်းငွေရတာနဲ့ချက်ချင်းပဲသဘောတူလိုက်ပြီးကလေးကိုအမျိုးသမီးနောက်လိုက်သွားဖို့ပြောလိုက်ပါတယ်။ဒါရင်းလေးမတက်ရက်ပြီးထွက်သွားချိန်မှာသူ့အဖေကိုအကြိမ်ကြိမ်လှည့်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဖေဖြစ်သူကတော့ပတ်စံတွေကိုပဲအာယုံဆိုင်ရေးတွက်နေပြီးသားကိုမြ мян သွားဖို့ပဲလက်ကပြခဲ့ပါတယ်။နောက်တော့အမျိုးသမီးရဲ့အိမ်ကိုရောက်တဲ့အခါဒါရင်းလေးရေမိုးချိုးသွားတိုက်ပြီးတန်တန်ရှင်းရှင်းနေရပါတယ်။အချိန်အတော်ကြာမှပထမဆုံးအကြိမ်ဖြစ်အစားအသောက်တွေကိုလည်းဝါဝလင်လင်စားခဲ့ရပါတယ်။အခုဆိုရင်တော့ဒါရင်းလေးဟာအဲ့ဒီအမျိုးသမီးရဲ့အိမ်မှာပျော်ရွှင်စွာနေထိုင်နေရပါပြီ။နေ့တိုင်းလည်းတငယ်ချင်းအသစ်တွေနဲ့ဆော့ကစားနေရပါပြီ။တစ်ဖက်မှာတော့သူ့အဖေကလမ်းဘေးမှာဆက်ပြီးတောင်းရစားတောက်နေစေပါ။နောက်ဆုံးမှာတော့ဒါရင်းလေးတယောက်သူ့ရဲ့မိခင်အစ်စ်နဲ့အတူတကယ်ကိုပျော်ရွှင်နေတာကိုအဖေလို့သူမြင်တွေ့သွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကြာမှပဲတားဖြစ်သူကိုငွေနဲ့လဲပြီးအလွဲတကူထွက်သွားခွင့်ပြုခဲ့မိတဲ့အတွက်အဖေလို့သူအကြီးအကျယ်နောင်တရသွားခဲ့ပါတော့တယ်။